ချို့ကဒီနေ့အိမ်မှာလုပ်စားလို့ရမယ်ရှမ်းခေါက်ဆွဲအလွယ်လုံးလေးတွေပြန်လည်ဖြန့်ဝေပြီးသွားမှာဖြစ်ပါရဲ့ရှင်ရှမ်းခေါက်ဆွဲကြိုက်တဲ့သူတွေဆိုရင်တော့ချို့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုလိုက်စုံနော်ခေါက်ဆွဲကောင်းလို့စားရတာဆန်ချင်လေးချလို့သွားရတာရှမ်းခေါက်ဆွဲလုပ်စားဖို့အတွက်ပန်းဝင်ပစ္စည်းတွေကတော့ရှမ်းခေါက်ဆွဲပဲကြက်သားရှမ်းမုံညင်းချင်းကြက်သွန်အဖြူအနီးချင်းပဲငပိနဲ့ညီပဲတို့လိုပဲပါရဲ့နော်တက်မဦးဆုံးရှမ်းခေါက်ဆွဲတဲ့ကိုထည့်ဖို့အတွက်ကြက်သားကိုပြင်ဆင်ပါမယ်ရှင်တို့ကကြက်ရင်ပုံသားကိုအသုံးပြုထားပါရဲ့နော်ရင်ပုံသားတရုံးကိုတီးတီးချဆေးပြီးအတုံးတသေးလေးတွေနှိမ့်ဖြတ်ပြီးတော့ပြင်ဆင်ထားပါရဲ့ရှင်အတောင်းလေးတွေလိဖြတ်ပြီးရနဲ့အရသာထဲပါရဲ့နော်စားတကြားအယောင်တင်မုံပဲငံကြအီတို့ကိုထည့်ပြီးအရသာဝင်အောင်ဒေချာလေးနဲ့နှက်ပေးထားလိုက်ပါရဲ့ရှင်ချက်သားကိုတနားရီလောင်းကတ်ထားတဲ့အချိန်မှာစီတက်ဖို့အတွက်ကြက်သွန်အဖြူအနီချင်းတို့ကိုပြင်ဆင်လိုက်ပါရဲ့နော်ကြက်သွန်ဖြူစီတက်ကလေးအရင်လုပ်ပါမယ်ရှင်ဒဲအိုးပူတာနဲ့စီထဲစနုံးမုတ်ထဲပါရဲ့နော်စီပူလာတာနဲ့ကြက်သွန်ဖြူထောင်းထားတာလေးကိုထည့်စီတက်ပေးပါရဲ့ရှင်ကြက်ပွန်ဖြူမွေးလာတာနဲ့နှမ်းထည့်ပြီးတော့စီတက်လိုက်ပါရဲ့နော်ဒါဆိုရင်တော့ရှမ်းခေါက်ဆွဲတဲ့ကိုထည့်ဖို့အတွက်ကြက်သွန်ဖြူနှမ်းစီချက်လေးရပါပြီရှင်ဒါကတော့ကြက်သွန်ဖြူနဲ့ငရုတ်သီးတောင်စားရည်လေးပြင်ဆင်နေတာဖြစ်ပါရဲ့နော်ရှမ်းခေါက်ဆွဲဆိုင်အများစုမှာရှမ်းခေါက်ဆွဲပြင်လို့ရှိရင်အခုလိုစားရည်လေးထည့်နေပြီးလေးရှိပါရဲ့ရှင်ကြက်သွန်ဖြူငရုတ်သီးတောင်တွေကိုစားထည့်ပြီးရည်လေးနဲ့ငယ်နဲ့ထည့်ဖြောပေးထားတာဖြစ်ပါရဲ့နော်ကြက်သွန်ဖြူစားအိမ်စိမ်ပြင်ဆင်ပြီးရနဲ့နှက်ထားတဲ့ကြက်သားကိုစီးတက်ပါမယ်ရှင်ဒဲအိုရက်ကိုစီငတ်စနွန်းထည့်ပါရဲ့နော်စီဆူလာတာနဲ့အစင်သင့်ချင်ထားတဲ့ကြက်သွန်အဖြူလေးချင်းထောင်းထားတာကိုထည့်စီတက်ပေးပါရဲ့ရှင်ကြက်သွန်စီတက်ထားတာလေးဝှေ့လာရင်တော့ခရမ်းချင်သည့်အနှစ်ကိုထည့်စီတက်ပါရဲ့နော်ခရမ်းချင်သည့်အနှစ်လိမ့်သွားမှာကြက်သားအရသာနှက်ထားတာကိုထည့်စီတက်ပေးပါရဲ့ရှင်အရသာအနေနဲ့ကတော့တကြားလေးအနှဲငယ်နဲ့ပဲငပိကိုထည့်ပါရဲ့နော်ပဲငပိထဲမှာအရသာပါပြီးသားဖြစ်လို့အခြားဘာမှထည့်မထည့်တော့ပါဘူးရှင်ပဲငပိအနံလေးအရန်ပွေးပြီးခရမ်းချင်သည့်လေးတွေလည်းလိမ့်သွားပြီဆိုရင်တော့စတားစီချက်ကိုချက်ပါပြီနော်ရှမ်းခေါက်ဆွဲချက်စားရင်အခုလိုချက်သားပဲငပိချက်လေးနဲ့မှအရန်စကောင်းတာဖြစ်ပါရဲ့ရှင်ချက်သားချက်လေးလည်းရပါပြီဆိုတော့မြေပဲထောင်းပါမယ်နော်မြေပဲလော်နဲ့ငယ်ကိုကျုပ်ကချိတ်ဆက်နဲ့တွေ့ပြီးတော့ပြင်ဆင်ထားလိုက်ပါရဲ့ရှင်ဒီချိတ်ဆက်လေးကတော့တဲမူကနေလက်ဆောင်ရထားတာဖြစ်ပါရဲ့နော်တဲမူလက်ဆောင်ယူနည်းသိချင်ရင်တော့ဖြိုးရဲ့ TikTok အကောင့်မှာလေ့လာနိုင်ပါရဲ့ရှင်ရေပဲနဲ့ပြင်ဆင်ပြီးသွားပြီဆိုတော့ရှမ်းခေါက်ဆွဲမုတ်ခွဲကြောက်ကိုပြုတ်ပါမယ်နော်ရေစူစူမှာရှမ်းခေါက်ဆွဲပန်တူအောင်9မိနစ်လောက်ပြုတ်ပေးလိုက်ပါရဲ့ရှင်ဂျပန်မှာနေတဲ့သူလေးတွေဆိုရင်တော့ရှမ်းခေါက်ဆွဲမုတ်ဖက်ကို BNN ဆိုင်တွေကလည်းဝယ်လို့ရနိုင်ပါရဲ့နော်9မိနစ်လောက်ပြုတ်ပြီးရနဲ့ပြုတ်ရည်ကိုသုံးပစ်ပြီးရှမ်းခေါက်ဆွဲဖက်တွေကိုရေစေးပေးထားလိုက်ပါရဲ့ရှင်ဒါဆိုရင်တော့ရှမ်းခေါက်ဆွဲပွဲပြင်မှုအတွက်လိုအပ်တာလေးတွေအကုန်ပြင်ဆင်ပြီးပါပြီနော်ဒါကတော့ရှမ်းခေါက်ဆွဲနဲ့လိုက်ဖက်ဆုံးရှမ်းမုံငင်းချင်းဖြစ်ပါရဲ့ရှင်ချို့ကရှမ်းမုံငင်းချင်းကိုအိမ်မှာကျွတ်ဆက်ကလေးဖြစ်နေအောင်ကိုယ်တိုင်လုပ်ထားတာဖြစ်ပါရဲ့နော်ချို့ကရှမ်းခေါက်ဆွဲနဲ့လိုက်ဖက်တဲ့ကြက်ဥဟင်းရင်လေးလည်းအမြန်ပြင်ဆင်လိုက်ပါရဲ့နော်ကြက်ဥနှလုံးကိုဖောက်ထည့်ပြီးတော့ခောက်ထားပါရဲ့ရှင်ခ
င်းရည်တဲမဲ့အိုးစုတာနဲ့ကြက်ဥခောက်ထားတာကိုထည့်လိုက်ပါရဲ့နော်ဒီရတာကတော့စားလေးအနှဲငယ်ကူပဲထည့်ပေးထားပါရဲ့ရှင်3မိနစ်လောက်ချက်ပေးပြီးရနဲ့ကြက်ဥဟင်းရည်ပူပူလေးလည်းရသွားပါပြီနော်ဟင်းရည်လေးလည်းရပြီဆိုတော့ပွဲစားပြင်ပါမယ်ရှင်ဒီရင်ဆုံးရှမ်းခေါက်ဆွဲမုတ်ဖက်ကိုထည့်လိုက်ပါရဲ့နော်ပြီးတာနဲ့ကြက်သွန်ဖြူနှမ်းစီချက်ချက်ထားတာလေးကိုမှု้ยနေအောင်ထည့်ပေးပါရဲ့ရှင်နှမ်းစီချက်ထည့်ပြီးရနဲ့ငရုတ်သီးစားရည်ဖြောထားတာလေးထည့်ပါရဲ့နော်ပြီးရင်တော့ကြက်သားပဲငပိချက်လေးကိုထည့်ပေးပါရဲ့ရှင်ငရုတ်သီးကြော်လေးလည်းထည့်ပေးပါရဲ့နော်ငရုတ်သီးကြော်ကိုတော့ဖြိုးကတရုတ်ကလာငရုတ်သီးကြော်လေးထည့်ပေးထားပါရဲ့ရှင်ငရုတ်သီးကြော်ထည့်ပြီးရနဲ့မြေပဲထောင်းလေးလည်းထည့်ပေးပါရဲ့နော်ဒါကတော့အိမ်ဆိုင်နက်နက်လေးတွေကိုမှု้ยနေအောင်ထည့်တုပ်စားမှာဖြစ်ပါရဲ့ရှင်ပြီးရနဲ့အယောင်လှဖို့အတွက်ကြာညိုလေးလည်းထည့်ပေးထားပါရဲ့နော်နောက်ဆုံးမှာတော့ရှမ်းခေါက်ဆွဲနဲ့အလိုက်ဖက်ဆုံးရှမ်းပုံရင်းချင်းချွတ်ချွတ်ဆက်ဆက်ကလေးကိုပါထည့်လိုက်ပါရဲ့ရှင်အားလုံးအစုံအလင်ထည့်ပြီးရနဲ့စတုပ်စားလို့ရပါပြီနော်ဖြိုးလို့လို့ဒီပရောက်ရွှေမြန်မာရဲ့အနေနဲ့မြန်မာကရှမ်းခေါက်ဆွဲကိုလွှမ်းရင်တော့ဖြိုးလို့ပြသွားတယ်လို့လေးလိုက်လို့စားကြည့်ပါအောင်ရှင်အိမ်မှာကိုယ်စိတ်ကြိုက်လို့စားတာလေးဖြစ်လို့စိုင်းမှာဝယ်စားအထက်ပို့ပြီးတော့စားကောင်းပါရဲ့နော်ဒီနေ့ဖြိုးလို့ရဲ့ရှမ်းခေါက်ဆွဲလုံးဒီဗီဒီယိုလေးကိုစောင့်ကြည့်ကြည့်ရှုပေးပါရတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်靠水高楼萨拉，三千里扎罗。